မှာဖြစ်လာကိုရင်းကားလေးတယောက်ပါလို့များအားကိုးရမလားအောင်မရလေနော်ဈေးဝယ်ခိုင်းတော့ခုတည်းကြီးပေါ်မလားဘယ်တော့ဝယ်ထုံးနေမှာပေါ့အော်လာမှာပါဖေတို့ရဲ့ကိုကြီးကလေစကားကိုအမှန်တိုင်းဒယ်လို့ပြောတော့တာလူနဲ့အစင်မပြေရလေးပဲရှိရပါဖေတို့ရဲ့အဲ့လိုဒယ်လို့ပြောတတ်လို့ဒီကောင်းကိုဆိုင်ထားလိုက်လို့ချင်းလေငါဆိုင်ပြုတ်တာကြာလာပြီသလားသူ့ကိုပဲကပဲတခါလေဟိုမှာဖေတို့ပြောရဆိုရင်ဖေတို့ချေဆုံးသားကြီးလာပါပြီဟုတ်လိုက်ကြမင်းဘယ်တော့ဝယ်ထုံးနေတာလဲခါလေဒီမှာကြားနေရပါဖေထော်လီစေးဘူးလေးပါလားဖေနဲ့ဇကြောတက်တာနဲ့တော်မဲ့ငါသားတာမင်းကပြောတယ်ဒီဟာကိုမလေး तू ကကောင်းတယ်ဆိုတော့ဖေ့ကိုတော့လည်းညွန်တာပဲဖေကမဝယ်တတ်လို့ငါသားတိတတ်တာပဲဒါမျိုးကြတော့နော်သမီးပြောရတယ်တော်ပါဗျာရောအဲ့ကြတော့ဟုတ်တယ်ဖေအဖေလေအခုစကြိုးတက်ညောင်းညာရဲ့အတွက်လေပါတီအာယုံကျိုးစေးကကောင်းနေဆိုလို့တာဝေးလာတာဖေနဲ့ဝယ်ခိုင်းမလို့ဟေးမေ့တာငါသားတိတတ်တာပဲဒါမျိုးကြတော့သမီးပြောရနော်ဒါနဲ့ဖေနော်ညနေတက်ကောင်းတယ်လီဂရမ်ကနေမဟုတ်တာဟုတ်ကကားတွေကြည့်ပြီးစကြိုးတက်ကြည့်အောင်ဖြစ်နေတာခါရီမပြောနဲ့ဒါမင်းစင်ငယ်တော့မပြောက်ဘူးကိုကြီးမလည်းဆိုမေ့ဒါတော့ငါ့ကိုပြောကြတယ်ငါလည်းမပြစ်စီရအောင်ငါအာယုံကျော်အတွက်အကောင်ဆုံးထွာရီစိတ်ချသုံး